အာဆင်နယ်တင်းကတော့ဝူပါဟန်တန်ကို2-9နဲ့နိုင်ပြီးတော့ဆရာထိတ်ကိုတော့ဆက်လက်ပြီးဦးဆောင်နိုင်ဆဲပဲဖြစ်ပါတယ်။ဒါပေမဲ့16တင်းဖန်တွေနဲ့တကွအာဆင်နယ်ရဲ့ဖန်ထဲမှာပြောစရာတွေအများကြီးဖြစ်နေပါတယ်။အဲ့ဒါကတော့အာဆင်နယ်ရဲ့ကစားကွက်ပဲဖြစ်ပါတယ်။လက်ရှိအာဆင်နယ်နိုင်ပွဲတွေဆက်ပြီးတော့မှဆရာထိတ်ကိုဆက်လက်ပြီးဦးဆောင်နိုင်ဆဲပဲဆိုပေမဲ့ဒါအာဆင်နယ်အနိုင်ယူခဲ့တဲ့နောက်ဆုံးပွဲတွေကတော်တော်လေးကိုဆိုးရွားတဲ့အခြေအနေတွေတွေ့ရပါတယ်။ကစားကွက်ပိုင်းမှာအထူးသဖြင့်တော့ဒီလိုဖြစ်လာရခြင်းကနောက်တန်းမှာအဓိကခံစင်မှုနဲ့ဥဖြစ်တဲ့ကာပရီယယ်နဲ့စလီပါတန်ရရသွားတဲ့ခါမှာဒါပို့ပြီးတော့တိတိတာတာကြီးဖြစ်သွားတယ်ဆိုတော့ပြောရရင်တော့ကစားသမားတစ်တင်နဲ့ကစားသမားအဟောင်းတွေနဲ့ကြားထဲမှာနားလည်မှုတွေအခြေဆက်မှုတွေကတိတိရောက်ရောက်မရ 100% ပေါ့နော်ယာနှုံးပြည့်မဖြစ်သေးတာဖြစ်ပါတယ်ဒါပေမဲ့ဒီဇန်နဝါရီလောက်ရောက်တဲ့ခါမှာတော့ကစားသမားတစ်တွေကစားသမားအဟောင်းတွေတအုပ်နဲ့တူနားလည်မှုချိတ်ဆက်မိမိနဲ့ကစားနိုင်လာပြီးတော့နိုင်ပွဲတွေတောက်လျှောက်ပြန်ရလာမယ်ကစားပုံတွေကစားကွက်ဟန်ပန်တွေပို့ပြီးတော့ကောင်းမွန်လာမယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်အဲ့တော့ဆိုလက်ရှိမှာရှိနေတဲ့ကစားသမားတွေအားလုံးကလည်းအာဆင်နယ်မှာရှိနေတဲ့ကစားသမားတွေအားလုံးကကပအဆင့်ထိပ်တန်းကစားသမားတွေဖြစ်ပါတယ်ဆိုတော့တိုက်စစ်မှုယိုကိုရက်စ်အပြင်နောက်တန်းမှာရှိတဲ့ကစားသမားအဆုံးပေါ့နော်သူတို့ဒီအားလုံးကတကယ်ကိုအဆင့်တန်းမီတဲ့ကစားသမားတွေဖြစ်ပါတယ်လက်ရှိမှာတော့ဒီလိုမျိုးယိုကိုရက်စ်အနေနဲ့ဂိုးတွေမသွင်းနိုင်တာဒါတွေကကစားကွက်ပိုင်းမှာတအုပ်နဲ့တူနားလည်မှုချိတ်ဆက်မှုတွေမရှိသေးလို့ဖြစ်ပါတယ်နောက်ပိုင်းကတဖြည်းဖြည်းနဲ့ကစားပွဲတွေများလာတဲ့ခါမှာတော့အာဆင်နယ်ကစားပုံစံတစ်မျိုးကိုကျင်းတည်ရရှိလာမှဖြစ်ပြီးတော့အခြေဆက်မိမိနဲ့ကစားလာနိုင်မှာဖြစ်ပါတယ်လက်ရှိမှာတော့တန်ရာကပြန်ပြီးတက်တာလာတဲ့ကျွန်တော်အိုဒီကတ်ဆိုရင်တော့အိုဒီကတ်ပါတဲ့ပွဲဆိုတော့ကျွန်တော်သိတာပါတယ်ဆိုတော့အရင်ကကစားသမားတွေနဲ့ဒါချိတ်ဆက်မှုလုပ်တဲ့ခါမှာပေါ့နော်အသေးရောက်လာဒီကွန်းလယ်မှာရှိတဲ့စူပီမန်ဒီတို့ဒါမာရီယိုနဲ့တွဲဖက်ပြီးကစားမယ်ဆိုရင်စူပီမန်ဒီအနေနဲ့ကလည်းသူတို့နဲ့ချိတ်ဆက်ဖို့နားလည်မှုတွေယူဖို့တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ဆိုတော့ဒါကမကြခင်မှာအဆုံးသတ်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်ကတော့စိတ်မပူပါဘူးအာဆင်နယ်ဇန်နဝါရီလကုန်တာနဲ့အာဆင်နယ်ကကောင်းမွန်တဲ့ခြေစွမ်းပိုင်းတွေပို့ပြီးတော့မှပို့ပြီးကောင်းတဲ့ကစားကွက်ပုံစံကိုရလာပြီးတော့မှနိုင်ဘောတွေဆက်မယ်ဖလားတွေကိုကျင်းတိမ့်ပိုက်သွားမယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်နောက်ပိုင်းမှာထို့အတူပဲကျွန်တော်တိုက်စစ်မှုယိုကိုရက်စအနေနဲ့အသင်းနဲ့အဝန်ကွန်ကြဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ကိုယ်တွေတောက်လျှောက်ပြန်ရလာမယ်လို့ကျွန်တော်ကတော့ယုံကြည်နေဆဲဖြစ်ပါတယ်ကျွန်တော်ယိုကိုရက်စ်အနေနဲ့လည်းဒါကစားသမားတွေနဲ့ပေါ့နော်လက်ရှိအာဆင်နယ်ကစားသမားတွေနဲ့အခြေဆက်မှုတွေနားလည်မှုတွေရယူဖို့စ조사နေရတော့ပဲဆိုတာတော်တော်လေးကိုတီးတာလုံးပါတယ်ကစားပွဲတွေအားလုံးပါဒါပေမဲ့ယိုကိုရက်စ်ကအာဆင်နယ်အတွက်အတုံးတဲ့ကစားသမားဖြစ်လာမှာပါအာဆင်နယ်အတွက်နိုင်ပွဲတွေကိုပေါ်ဆောင်ပေးတဲ့တိုက်စစ်မှုဖြစ်လာမှာပါလက်ရှိမှာကျွန်တော်မျှော်လင့်တယ်လို့ဂိုးတွေအများကြီးမသွင်းနိုင်ပေမဲ့အာဆင်နယ်အတွက်သူရတဲ့လောက်ရုန်းကန်နေပေးတာဖြစ်တဲ့အတွက်ယိုကိုရက်စ်ကိုလည်းကျွန်တော်တို့အပြစ်ပြောလို့မရပါဘူးဆိုတော့ပရိသတ်တွေကဟောလက်ရှိနေထားတဲ့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ team user ချက်တွေကိုသဘောမကျရရှိရဆိုတော့ comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်တို့လည်းသိရပါဆိုတော့နောက်ထပ်အာဆင်နယ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထောက်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်